လူကျင်နာက stock ID ပေးပြီးတော့မှ column အားလုံးရဲ့အဖြေကိုတစ်ချက်ထဲနဲ့အဖြေထုတ်ချင်တာအဲ့မှာ VLOOKUP လည်းသုံးလို့ရတယ် XLOOKUP လည်းသုံးလို့ရတယ်ဒါပေမဲ့အားနည်းချက်အားသာချက်က VLOOKUP ကိုသုံးနေဆိုရင် column နံပါတ်တွေကို curly bracket နဲ့ခံပြီးတော့ရွေးရတယ် XLOOKUP ကိုသုံးတဲ့သူဆိုရင်ဘာမှခံစရာမလိုဘာမှလုပ်စရာမလိုဘူး selection မှန်ကန်အောင်ပေးတတ်ရင်အဖြေရတစ်ခါတည်းထွက်တယ်ဒါဆိုရင်တွက်ပုံတွက်နည်းကိုတွက်ကြည့်မယ်အဲ့တော့တစ်ချက်ရှိတာက VLOOKUP သုံးတဲ့သူတွေကတော့ version အားလုံးမှာသုံးလို့ရတယ် XLOOKUP သုံးတဲ့သူတွေကတော့ Office 365တို့ဒီ2021 version သုံးတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့မှအဆင်ပြေလိမ့်မယ်ဒါဆိုရင်ကြည်ပြတို့က VLOOKUP ကိုသုံးနေဆိုရင် full name ကိုလည်းရကျင်တာ quantity ကိုလည်းရကျင်တာ salary ကိုလည်းရကျင်တာပြောချင်တာက full name ရဲ့ job title ရဲ့ amount ရဲ့ဒါမှမဟုတ်ရင် full name ရဲ့ quantity ရဲ့ amount ရဲ့ရကျင်တာဒါပေမဲ့တကွက်ချင်းစီတွက်ပြီးတော့ auto fill မဆွဲချင်ဘူးတခါတည်းအဖြေထုတ်ချင်တာဒါဆို VLOOKUP နဲ့အရင်တွက်ပြမယ်နော် VLOOKUP နဲ့တွက်တယ်ဆိုရင်ညီမျှချင်းထိုးမယ် VLOOK UP VLOOKUP lookup value ကဘာသုံးမှလဲဆိုရင်သူပေးထားတဲ့ ID နံပါတ်ကိုသုံးမယ် comma table array ကြရင်သူက ID ကပေးထားရင် ID ကစမှတ်ရတယ်ဒါဆို ID ကနေစပြီးတော့မှတ်လိုက်တယ် comma column index number မှာကြာလို့ရှိရင် column တစ်ခုတည်းဆိုရင်တော့ရိုးရိုးကိန်းကနန်းကိုရိုက်ထည့်လို့ရတယ်2 3 4ကြိုက်တာရိုက်ထည့်လို့ရတယ်အခုလိုချင်တာက full name မှာရှိတဲ့ data ကိုလည်းတစ်ခါတည်းအဖြေထုတ်မှာ quantity မှာရှိတဲ့ data ကိုလည်းတစ်ခါတည်းအဖြေထုတ်မှာ amount မှာရှိတဲ့ data ကိုလည်းတစ်ခါတည်းအဖြေထုတ်မှာဖြစ်တဲ့အတွက် curly bracket ခံပေးရတယ်ပြီးတော့ရင်2 column မြောက်က data ကိုယူမယ်3 column မြောက်က data ကိုယူမယ်4 column မြောက်က data ကိုယူမယ် curly bracket ပြန်ပိတ် comma 0ပေါ့ပြီးရင်ကွင်းပိတ် enter ခောက်ချလိုက်ဒါဆိုရင်သူက full name ရဲ့ quantity ရဲ့ salary ရဲ့တစ်ခါတည်းအဖြေထွက်တယ်ဒါပေမဲ့အားနည်းချက်က column နံပါတ်ရိုက်ရတယ် XLOOKUP ကဘာမှလုပ်စရာမလိုဘူးညီမျှချင်းထိုး XLOOKUP XLOOKUP lookup value က ID နံပါတ်ကိုမှတ်မယ် comma lookup array မှာက ID နံပါတ်ကိုမှတ်တာဖြစ်တဲ့အတွက်သူနဲ့သက်ဆိုင်တဲ့ column တစ် column ပဲမှတ်ပေးရမှာ comma return array မှာဘာလို့ချင်တာလဲလို့မေးတာကိုကဘာလို့ချင်တာလဲဆိုရင်ဒီ column 3ခုတွေကအဖြေကိုရချင်တာပြီးပြီခွင်းပိတ်အနာခောက်ချလိုက်ဘာမှလုပ်စရာမလိုဘူးတခါတည်းအဖြေထွက်တယ်ဒါဒီ XLOOKUP သုံးတဲ့သူနဲ့ VLOOKUP သုံးတဲ့သူရဲ့အားနည်းချက်အားသာချက်လေးပါဒီသင်ခန်းစာလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကိုကြိုက်တဲ့ function ကိုသုံးလို့ရတယ်2016 2019သုံးနေရတဲ့ function သူတွေဆိုရင် VLOOKUP ကိုသုံးတကယ်လို့ကိုက Office 365တို့2021 version တွေသုံးနေရတဲ့သူတွေဆိုရင်တော့ XLOOKUP ကိုပြောင်းသုံးကျေးဇူးတင်ပါတယ်ဒီသင်ခန်းစာလေးက Advanced Excel ကသင်ခန်းစာလေးတစ်ခုဖြစ်ပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင် page မှာလည်းမေးမြန်းလို့ရတယ်လို့ Messenger မှာလည်းမေးမြန်းလို့ရပါတယ်ရှင်